ယခုဖြောပြတင်ဆက်နေတာကတော့ BC 200ရာစုမှ AD 900ရာစုထိထွန်းကားခဲ့တဲ့ပြူခေတ်အကပဲဖြစ်ပါတယ်ယခုဖြောပြတင်ဆက်နေတာကတော့ AD 17ရာစုမှ AD 13ရာစုအထိထွန်းကားခဲ့တဲ့ပကံခေတ်အကပဲဖြစ်ပါတယ်
ဖြောပြတင်ဆက်နေရတော့အေဒီ18ရာစုမှာ19ရာစုထိထွန်းကားခဲ့တဲ့ကုန်းမောင်ခေတ်ကဖြစ်ပါတယ်19ရာစုအစောပိုင်းထွန်းကားခဲ့တဲ့ရတနာဘုံခေတ်အကပဲဖြစ်ပါတယ်ရှင်တင်ဆက်ရအောင်ယခုမြေမောက်ခေတ်အကပဲဖြစ်ပါတယ်ရှင်